လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာတန်တရားအကျိုးအတွက်ဟောကြားထားတယ်လို့တန်တရားကထွံ့မြောက်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုဖို့ဆိုတာလေအားလုံးပဲမင်္ဂလာပါရှင်ဓမ္မမိတ်ဆွေသူတော်စင်သူတော်ကောင်းများပေါ်တို့စိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေရှင်ဒီကေဓမ္မ channel ကဆိုရင်နေ့စဉ်တရားဓမ္မတွေကိုတင်ဆက်ပေးတော်မူ channel တစ်ခုဖြစ်ပါလိမ့်ရှင် like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုပါရှင်ဟောကြားထားတာရှိတယ်လောကလူသားတွေရဲ့အသိဉာဏ်အဆင့်အားလျော်စွာကိုယ်အဆင့်နဲ့ကိုယ်ဆိုသလိုလောကကြီးပွားရေးအကြောင်းတရားတွေရှိသလိုလောကကထွံ့မြောက်ဖို့ဆိုတဲ့အကြောင်းတရားတွေလည်းရှိတယ်မိမိတို့ဖြစ်ရဘဝမှာအောင်မြင်ကြီးပွားပြီးချမ်းသာတစ်ခုကနေချမ်းသာတစ်ခုကိုခံစားလို့ဘဝခရီးကိုတက်တက်တာတာနဲ့ရှောက်လန်းလို့နောက်ဆုံးမှာဘဝကြီးကိုညီးကွေ့လို့နိဗ္ဗာန်ကိုလိုလားပြီးဆိုတဲ့အချိန်မှဆင်းရဲဒုက္ခမတွေ့ရပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတာမြတ်စွာဘုရားဟာလမ်းညွှန်ပြုတော်မူတယ်ဒါကြောင့်မို့လို့ဘုရားဟောတဲ့တရားတော်တွေဟာတန်တရားဝုကလွတ်ဖို့ကြီးမဟုတ်ဘူးတန်တရားလဲနေတဲ့အချိန်မှာလည်းပဲဆင်းရဲဒုက္ခတွေတက်တာအောင်လူဘဝရရှိလာလို့ရှိရင်လည်းဒီလူဘဝမှာဘယ်လိုကြီးပွားတိုးတက်အောင်လုပ်ရမလဲလူဘဝလူမှုဒုက္ခဒုက္ခတွေနေပြီးတော့ချမ်းချမ်းသာသာနဲ့ဘဝတစ်ခုဖြတ်သန်းဖို့ဘယ်လိုလုပ်ရမလဲဆိုတာတွေမြတ်စွာဘုရားဟာဤစနစ်တွေမှန်ကန်တဲ့အကြောင်းတရားတွေကိုဟောကြားထားတာဖြစ်တယ်လူတွေရဲ့လူရင်ဆန္ဒဆိုတာအမတန်မှများတယ်ပေါ့လူချင်တာတွေဆိုတာအမတန်မှများတယ်အဲ့ဒီလူချင်တဲ့အချက်ကလေးတွေကိုမြတ်စွာဘုရားကလူချင်ပေမဲ့လို့ရဖို့အမတန်ခက်တယ်ဆိုတာဒီတုတ်တံမှာဘုရား10မျိုးထုတ်ပြထားတာရှိအဲ့ဒါကိုဒီကနေ့ညဟောဖို့နာဖို့အဲ့ဒီတုတ်တံကိုအင်္ဂုတ္တရနိကေမှာမှတ်တမ်းတင်ထားတာရှိတုတ်ရဲ့နာမည်ကတော့အိဋ္ဌဓမ္မတုတ်လို့ခေါ်တယ်အိဋ္ဌဓမ္မဆိုတာလိုချင်တာတွေလို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့တရားချက်ခင်သူတော်စင်ပြိဿတ်တို့အနေနဲ့ကိုပဲဆန်းစစ်ကြည့်ရမယ်တို့ဘာလိုချင်တာလဲဘာဖြစ်ချင်တာလဲလောကလူတိုင်းဟာအကောင်းကိုလိုချင်ကြတာရှိတယ်သို့သောလူတိုင်းအကောင်းရသလားလို့ဆိုတော့မရဘူးဘာဖြစ်လို့မရသလဲလို့ဆိုလို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမှန်မှန်ကန်ကန်ရှာမတွေ့လို့သို့မဟုတ်အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမသိလို့အကောင်းကိုရစေနိုင်တဲ့အကြောင်းတရားကိုမလုပ်လို့မရတာလို့အကောင်းလိုချင်လို့ရှိရင်အကောင်းကိုရစေနိုင်တဲ့အကြောင်းဆိုတာလောကမှာရှိပြီးသားဘယ်ရာပဲဖြစ်ဖြစ်အကြောင်းနဲ့အကျိုးဆိုတာလောကကြီးတစ်ခုလုံးမှာတွဲဖက်ပြီးတော့လာနေတယ်ဒီအကြောင်းတရားကိုလုပ်ရင်ဒီအကျိုးတရားကိုရလိမ့်မယ်ဒီလမ်းကိုလျှောက်လို့ရှိရင်ဒီစခန်းပေါက်လိမ့်မယ်ဆိုတာရှိနေတာပဲဒီအကျိုးတရားကိုရဖို့ရအတွက်ဒီအကြောင်းတရားကိုမလုပ်လို့ရှိရင်တော့ဒီစကားရောက်ချင်တာဒီလမ်းကမလျှောက်ဖဲနဲ့တခြားလမ်းလျှောက်မယ်ဆိုရင်တော့မရနိုင်ဘူးပေါ့သို့မဟုတ်အဲ့ဒီလမ်းပေါ်မှာမလျှောက်ဖဲနဲ့
စိတ်ကူးရင်နေလို့လည်းမရောက်နိုင်ဘူးပေါ့ဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်လက်တွေ့ကျင့်သုံးကြရအောင်အခုလိုတရားဝဲကြီးတွေဆင်နွှဲကျင့်ပလို့ဘုရားမြတ်စွာဟောကြားတဲ့တရားဓမ္မတွေကိုနာယူကြလို့လေ့လာမှတ်သားကြလို့ဒါနဲ့တင်ပြီးလာလို့ဆိုတော့မပြီးဘူးတရားနာတယ်ဆိုတော့ပထမအဆင့်ပဲရှိတယ်နာပြီးရင်မှတ်သားရမှတ်သားပြီးရင်လက်တွေ့ကျင့်သုံးရအဲ့ဒီအဆင့်ရောက်မှကိုလိုချင်တဲ့အရာတစ်ခုဟာရရှိလာနိုင်တယ်အနုဘုဆိုရင်မရရှိနိုင်ဘူးဘယ်ရာပဲဖြစ်ဖြစ်လက်တွေ့ဆောင်ရွက်မှုမရှိဘူးဆိုလို့ရှိရင်မဖြစ်နိုင်တာတော့သေချာခရီးသွားတာတောင်မှပဲကိုသွားမှရောက်တာမသွားဘဲနဲ့ရောက်နိုင်တာမဟုတ်အစာအာဟာရတစ်ခုစားရင်လေကိုစားမှဝမစားဘဲနေလို့မရဘူးပေါ့ဘယ်ကိစ္စပဲဖြစ်ဖြစ်မလုပ်ဘဲနဲ့နေလို့လောကကြီးမှာဘယ်ရာမှဖြစ်လာတာမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေလုံးစင်လှုပ်ထိုက်တာကိုလှုပ်ကြရတယ်လူသားတွေရဲ့ဘဝတစ်ခုကိုစစ်ဆေးပြီးတော့ချစ်အလုံးမျက်မြင်သိနေကြတယ်လူသားတယောက်လူဘဝရောက်လာပြီဆိုလိုက်တာနဲ့တပြိုင်နက်ကြီးပွားတိုးတက်ဖို့ဒီလူသားလေးကသူ့ရဲ့ကြီးပွားတိုးတက်မှုကိုငယ်ရတဲ့အနေနဲ့သိနိုင်စွမ်းမရှိသို့သောမိဘလုပ်တဲ့ပုဂ္ဂိုလ်တွေကသူ့ရဲ့နောင်ရေးအတွက်ရှောက်ရမဲ့လမ်းကြောင်းလေးတွေဖန်တီးပေးနေကြသွန်သင်ပေးနေကြတယ်ဆုံးမပေးနေကြရတယ်သူ့ဘဝခရီးဖြောက်တန်းမှုရာအတွက်အစီအစဉ်တွေလုပ်ပေးနေကြဒါကြောင့်မို့ကလေးလေးတွေလူဘဝရောက်လာပြီပြောလို့ဆိုလို့နားလဲနိုင်စွမ်းရှိတဲ့အရွယ်လေးရောက်လာပြီဆိုရင်ကြောင်းပို့ကြတယ်လေမူချိုကြောင်းနဲ့မူလရန်စောပြီးတော့ပို့နောက်တစ်ခေတ်ကျရင်တော့ပခက်တွင်းကြောင်းများရှိလာအောင်မလားမသိဘူးပေါ့နော်လူဘဝရောက်လာတာနဲ့တပြိုင်နက်ဘဝခရီးလျှောက်လန်းတဲ့အခါမှာဖြောင့်တန်းမှုဆိုပြီးတော့မိဘတွေဟာသားသမီးလေးတွေလိမ္မာရေးချရှိအောင်ဆိုပြီးတော့ပူဇော်ကြောင်းပို့ဒါဘာလို့ထားတော့လို့မေးလိုက်လူချင်တာရဖို့လက်တွေ့တစ်ခုဆောင်ရွက်ပေးနေတာလူချင်တဲ့ဟာတစ်ခုကလေးကမလူချင်ပေမဲ့လို့မိဘတွေကဖြစ်စေချင်လို့ခုလိုကျောင်းတွေပို့ကြရတယ်ဝေကုန်ကြည်ကြခံပြီးတော့ကျောင်းကောင်းကောင်းထားကြတယ်ပညာသင်ကြားပြီးတော့ပေးကြတယ်ဒါလူချင်တာရဖို့လက်တွေ့လုပ်နေကြတဲ့အနေအထားတစ်ခုအသက်အရွယ်လေးတော်တော်ရောက်လာတဲ့အခါကျတော့ကိုယ့်ဘာကိုယ်ဆုံးဖြတ်နိုင်စွမ်းလေးရှိလာကြတယ်အဲ့ဒါလို့ဆုံးဖြတ်နိုင်စွမ်းရှိလာတဲ့အခါဘဝခရီးကိုမိမိတို့ကိုယ်တိုင်ရွေးချယ်လျှောက်လန်းလို့ကိုယ်ဘဝတိုးတက်ရေးကိုရှာကြမ်းလာကြတယ်ပေါ့အဲ့လိုဘဝခရီးကိုကောင်းလို့ရရှာကြမ်းရင်းကနေပြီးတော့မိမိစိတ်ကိုမထိန်သိမ်းနိုင်လို့ဖြစ်စေအပေါင်းအသင်းမှားယွင်းလို့ဖြစ်စေဖြောင့်မတ်တဲ့လမ်းခရီးကနေပြီးတော့ကောက်ကွေ့တဲ့လမ်းခရီးပေါ်မှာရောက်သွားတဲ့လူငယ်လူရွယ်တွေကလည်းမနေဘူးပေါ့ကိုလူချင်တာကိုမရလိုက်ကြဘူးဘာဖြစ်လို့မရလိုက်တယ်လဲဆိုရင်မှန်ကန်တဲ့လမ်းကမလျှောက်လို့မရတာတဲ့ဒါကြောင့်မလို့မှန်ကန်တဲ့လမ်းရွေးချယ်တတ်အောင်
မြတ်စွာဘုရားကဒီသုတ်တံမှာဟောထားတာရှိကိုပြန်ဆန်းစစ်ကြည့်ငါဘာလို့ကျင်တာတုံးလို့ပြောမယ်ဆိုလို့ရှိရင်တော့အဖြေဒီအမျိုးမျိုးထွက်ကြမှာပဲအိမ်မရှိတဲ့လူကလည်းအိမ်လိုချင်တယ်လို့ပြောမှာပေါ့ကားမရှိတဲ့လူကကားလိုချင်တယ်လို့ပြောမှာပေါ့သို့သောလောကမှာလိုချင်စရာတွေဟာဒါနဲ့တည်းပြည့်ပြည့်စုံသလားလို့ဆိုမပြည့်စုံတချို့အရာတွေကရဖို့လွယ်တယ်တချို့အရာတွေကရဖို့ခက်တယ်အခုမြတ်စွာဘုရားကလူလောကလူသားတွေဖို့လူချင်းစရာအချက်တွေကိုထုတ်ပြတာအဲ့ဒီလူချင်းစရာအချက်တွေရဖို့လွယ်သလားလို့ဆိုမလွယ်ဘူးတဲ့မလွယ်ဘူးဆိုတာလူတိုင်းမရနိုင်ဘူးလို့ပြောတယ်လူတိုင်းမရနိုင်ရဖို့ရအတွက်ဆိုင်ရာအကြောင်းတရားတွေကိုစီးပူအထောက်ဖို့လိုအပ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတွင်တင်ဆုံးမထားတာဘုန်းကြီးတို့တွေဒါကိုမှတ်သားပြီးတော့ကိုယ်တိုင်လိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီခေါင်းစည်းလေးနဲ့ဒီကနေ့ညဟောပြောမှာလိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးစို့လိုချင်တာရတယ်ရချင်လို့ရှိရင်လက်တွေ့လုပ်ဖို့လိုတယ်လက်တွေ့လုပ်ဖို့လိုတယ်လောကမှာလိုချင်စရာကောင်းတာတွေမြတ်စွာဘုရားထောက်ပြထားတာခြုံငုံပြီးတော့10မျိုးဆိုထောက်ပြတာအဲ့ဒီ10မျိုးရဖို့ရအတွက်အကြောင်းတရားတွေကသူ့ဟာနဲ့သူရှိတယ်အကြောင်းတစ်ခုတည်းနဲ့အဲ့ဒီ10မျိုးလုံးကိုမရနိုင်ဘူးဥပမာပဲလမ်းကြောင်းတစ်ခုတည်းကနေပြီးတော့ခရီးစုံကိုမရောက်နိုင်ဘူးသူလမ်းနဲ့သူခရီးနဲ့သူ့အကြောင်းနဲ့သူဒီလိုလုံးမသာနဲ့ရောက်နိုင်ရနိုင်ဒါကြောင့်မို့လိုချင်စရာ10မျိုးရှိတယ်လို့လိုချင်စရာရနိုင်ဖို့နိလန်းတွေကလည်းပဲ10မျိုးရှိတယ်အဲ့ဒါတွေကိုပူးတွဲမှတ်သားဖို့အဲ့တော့လိုချင်စရာတွေတော့ဟုတ်တယ်လိုချင်စရာရနိုင်တဲ့အကြောင်းရှိတယ်လို့လိုချင်စရာကိုမရနိုင်အောင်ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေလည်းရှိတယ်တဲ့စัจ မဲ့ဆိုတာနေရာတိုင်းမှာရှိတယ်အဲ့တော့ကိုယ်ကမှန်ကန်တဲ့အကြောင်းတစ်ခုကိုရွေးချယ်အောင်အဲ့ဒါတွေကိုမြတ်စွာဘုရားကဒီသုတ်တံအသေးစိတ်ဟောထားတာနံပါတ်1လူချင်းစရာကိုပြန်စဉ်းစားကြည့်ပေါ့မြတ်စွာဘုရားကတော့ဒါလူချင်းစရာလို့လောကလူသားတွေလူချင်းတဲ့အရာလို့သို့တော်ရဖို့ခက်တယ်လို့ဒီလိုဟောထားအဲ့ဒါပါလဲလို့ဆိုရင်နံပါတ်1ကဘောခနာစိစိတ်ဥစ္စာခဏစိစိတ်ဥစ္စာဆိုတာတိုက်တို့ကားတို့ပစ္စည်းအားလုံးဒါတွေကဘောဂလို့ခေါ်တယ်ရွှေတွေငွေတွေလူတွေရဲ့အသုံးဆောင်တွေမှန်သမျှဘောဂဆိုတာအသုံးပြုစရာလို့အဓိပ္ပာယ်ရတယ်အိမ်တွေတိုက်တွေမှာမရှိမဖြစ်ဘူး30သွားစရာလာစရာရင်ရှိရမယ်မရှိမဖြစ်ဘူးရွှေငွေပိုက်ဆံရှိရမယ်မရှိမဖြစ်ဘူးစားစရာတောက်စရာရှိရမယ်မရှိမဖြစ်ဘူးဝတ်စရာမရှိမဖြစ်ဘူးခြုံငုံပြောမယ်ဆိုရင်ဘဝတစ်ခုမှာယက်တည်ဖို့အတွက်ဘောခလို့ခေါ်တယ်သုံးဆောင်စရာပစ္စည်းဟာအချုပ်အားဖြင့်ပြောမယ်ဆိုရင်ဘာလဲလို့ဆိုစားစရာရဲ့ဝတ်စရာရဲ့နေစရာရဲ့မကြမ်းမမာဖြစ်လို့ရှိရင်ဆေးဝါးဒါလောကလူတွေအသက်ရှင်မှုအတွက်မရှိမဖြစ်တဲ့အရာတွေကြီးပဲ
အဲ့ဒါတွေကိုခြုံငုံပြီးတော့ဘောဂလို့ခေါ်လိုက်တာမြန်မာလိုပြန်တော့စည်းစိမ်ဥစ္စာတဲ့ဒီထဲမှာအလုံးခြုံငုံထားတာအဲ့ဒါတွေကိုရဖို့ရအတွက်သူ့ဘာသူတော့ရလာမှာမဟုတ်ဘူးတဲ့ရသော်ဘုရားကဘောခဆိုတဲ့လူတွေရဲ့လိုအပ်ချက်လိုချင်တာရဖို့ဘာလို့ရမလဲလို့ဆိုဥဋ္ဌာဏအနာလတယံဘောခဏအာဟာရောရသော်ဘုရားဆိုလိုတဲ့အဓိပ္ပာယ်လေးကဥဋ္ဌာဏလုံလဝိရိယရှိမှုအနာလတယလုပ်ငန်းလုပ်တဲ့အခါမှာမပြင်းမှုလုံလဝိရိယရှိမှုဒီမပြင်းမှုအလုပ်အကိုင်မပြင်းမှုဟာတဲ့ဘောခဏအာဟာရောစီးစိမ်ဥစ္စာတွေရဖို့အတွက်အကြောင်းဖြစ်ပါတယ်ဘုရားဟောတဲ့တရားဘလောက်လက်တွေ့ကြဒီဥစ္စာရချင်တယ်ဆိုရင်ကြိုးစားတဲ့မပြင်းနဲ့ရနိုင်တဲ့နိလန်းတွေရှိတယ်အဲ့ဒီနိလန်းတွေအတိုင်းကြိုးစားလို့ဒီလိုဆိုဒါတကယ်ဟုတ်တာပေါ့ကြိုးစားရှာတဲ့လူတွေကိုယ်နိုင်ငံမှာလည်းကြိုးစားရှာကြတယ်နိုင်ငံရခြားတွေသွားပြီးတော့ကြိုးစားရှာကြတယ်မကြိုးစားဘဲနဲ့ပြင်းနေတဲ့လူကဘာမရဘူးဆိုတာသိချတာပေါ့အယောင်းဝယ်လောက်တာတော့မှကြိုးကြိုးစားစားလောက်ကြပြင်းနေလို့ရှင်မရဘူးတကယ်နီးရမှအကြည့်ပဲဘယ်ခေတ်ဘယ်ခါကာလပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံရင်ကြိုးစားကြရမယ်မြတ်စွာဘုရားကတမ္ပရာတရား၄ပါးဟောထားတဲ့ထဲမှာဥဋ္ဌာဏတမ္ပရာဆိုတာအလုံးနာကြားနာဖို့ကြဒီဘဝကြီးပွားတိုးတက်ဖို့အတွက်ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုံလဝိရိယရှိရမယ်တဲ့လုပ်ငန်းလို့ဆိုတဲ့ဖြင့်အစိုးရအမှုထမ်းပဲလုပ်အယောင်းအဝယ်လုပ်ငန်းပဲလုပ်ဘာပဲလုပ်တက်ကြွကြွကြိုးကြိုးစားစားလုပ်ရမယ်လို့ဒီလိုဆိုပြင်းကြီးပြီးတော့မနေရဘူးတဲ့မကြိုးစားလို့ရှိရင်နိုင်ငံသားတွေမှာသွားလုပ်တဲ့လူတွေဆိုလို့ရှိရင်ပြင်းလို့အလုတ်ဝင်တာနောက်ကျတာနဲ့တကြိုင်နဲ့နိုင်ပိုင်းလိုက်ဖြတ်ခံရတာရှိတယ်ကိုရမဲ့အခွင့်အရေးတွေဆုံးရှုံးနေတာအဲ့ဒါကြောင့်ဥဋ္ဌာဏဆိုတာကြိုးစားအထောက်မှုရှိကိုရှိရတယ်အဲ့လိုကြိုးစားအထောက်ဆိုတဲ့အဲမှာအမျိုးမျိုးပေါ့လေဝန်တန်းလောက်တာကတစ်မျိုးကိုယ်တိုင်စီးပွားရှာလောက်တာကတစ်မျိုးပေါ့ကိုယ်တိုင်စီးပွားရှာပြီးဆိုလို့ရှိရင်တော့ကြိုးစားအထောက်မှုဆိုတဲ့အဲမှာဘာတွေလိုအပ်တယ်လဲလို့ဆိုရင်လုပ်ငန်းကျွမ်းကျင်မှုဆိုတာလိုအပ်တယ်နီးပညာဆိုတာလိုအပ်တယ်မပြင်းမရိဇွဲကောင်းဖို့ဆိုတာလိုအပ်တယ်အဲ့ဒီအချက်၃ချက်နဲ့အညီကြိုးစားအထောက်မှစီးစိမ်ဥစ္စာစီးပွားဥစ္စာဆိုတာတိုးတက်မယ်အဲ့တော့အဓိကအချက်ဖြစ်တဲ့အချက်ကိုမြတ်စွာဘုရားကဥဋ္ဌာဏအနာလတယဘောဂဏအာဟာရောတက်ကြွကြွနဲ့လုံလဝိရိယရှိကြိုးစားမယ်လုပ်ငန်းလုပ်တဲ့နေရာမှာပြင်းကြီးခိုးကတ်ခြင်းမရှိဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာစီးစိမ်ဥစ္စာတွေရဖို့ရအတွက်အကြောင်းတရားပြည့်စုံပြီစီးစိမ်ဥစ္စာရချင်လို့ရှိရင်တွေ့ကျင့်သုံးအောင်လုံလဝိရိယနဲ့ကြိုးစားအထောက်လုံလဝိရိယဆိုတဲ့ထဲမှာခုနပြောရင်ဘယ်လိုလုပ်ရင်ရနိုင်တယ်ဆိုတဲ့ဤပညာတို့လုပ်ငန်းကျွမ်းကျင်မှုတို့ဇွဲကောင်းမှုတို့ဆိုတာပါဝင်မိသားဖြစ်တယ်လို့ဒီလိုမှတ်ရလောကလူသားတွေဟာလူဘဝရောက်လာလို့ရှိရင်
အသုံးဆောင်စိစိမ်ဥစ္စာရှိဖို့ဟာဒါအဓိကအချက်ပဲလေဘာဖြစ်လို့လဲဆိုလို့ရှိရင်ဘဝတစ်ခုယက်တည်ဖို့အတွက်နေစရာရှိရမယ်စားစရာရှိရမယ်ဝတ်စရာရှိရမယ်မကြမ်းမမာရင်ဆေးဝါးတတ်စားအဲ့ဒါကိုပဲယဟန်တော်တွေကြတော့ပစ္စည်းလေးပါလို့ခေါ်တာပစ္စည်းလေးပါနာမည်တက်လိုက်လို့သာစွမ်းသင်္ကန်းကြောင်းဆေးကိုပစ္စည်းလေးပါလို့ပြောတယ်လူလဲဒီပစ္စည်းလေးပါပါပဲခြုံငုံပြောလိုက်လို့ရှိရင်စွမ်းဆိုတာစားစရာသင်္ကန်းဆိုတာဝတ်စရာကြောင်းဆိုတာနေစရာလူတွေကြတော့စားစရာဝတ်စရာနေစရာဒါရှိကိုရှိအဲ့ဒါကိုပဲဘောဂလို့ခေါ်တာကြိုးစားအထုတ်လို့ရှိရင်ရပါတယ်တဲ့မြတ်စွာဘုရားဒါကိုလက်တွေ့ကျင့်သုံးဖို့လိုအပ်တယ်နောက်နံပါတ်2ကဘာလဲလို့ဆိုလို့ရှိရင်မန္တနာဝိပုတနာဝဏတ္တအာဟာရောလှခြင်းပခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဒါအလှပကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက်လှခြင်းပခြင်းဥပမာမဲ့အိမ်မှာနေတယ်ဆိုရင်လည်းတတ်တတ်ရရတန်တန်ရှင်းရှင်းနဲ့လှလှပပအိမ်ဝင်းချမ်းမှာလည်းပဲလှလှပပတတ်တတ်ရကိုမှာလည်းပဲတန်တန်ရှင်းရှင်းတတ်တတ်ရလှုပ်ချင်ဘာလို့ရမလဲမန္တနာတဲ့တစားဆင်ပေးရအိမ်မှာဆို decoration တွေဘာတွေနဲ့ပန်းဥယျာဉ်တွေဘာတွေအလှဆင်ဝိပုတနာတဲ့လူဆိုလို့ရှိရင်မိတ်ကပ်တွေဘာတွေလိမ့်တာစမလှလှအောင်ပြင်တာအဲ့ဒါလို့တစားဆင်တာအလှပြင်တာဟာလှခြင်းရဲ့အကြောင်းတရားပါပဲဒါအမတန်ရိုးတဲ့အကြောင်းတရားတစ်ခုနောက်ကလူတွေကစားစရာရှိပြီးတဲ့နောက်လှဖို့လည်းလိုသေးတာဟုတ်ယောက်ျားတွေရောလှဖို့မလိုဘူးလားလိုတယ်ခေါင်းကိုကြာကြာနာနာဖီးလို့အဝတ်စားတတ်တတ်ရရဝတ်လို့နော်ဒီငယ်ငယ်တုန်းကကြားဘူးတယ်မြန်မာပြည်ကိုလာပြီးတော့အုပ်ချုပ်တဲ့အင်္ဂလိပ်လူမျိုးတွေသူတို့နိုင်ငံမှာတော့သူတို့ဖြစ်တယ်လို့နေချင်နေလိုက်တခါကြီးတယောက်ပြောဘူးတာကြောက်ဗမာပြည်ရောက်လာတဲ့အခါကျသူတို့ကဝဋ္ဌာစားတာဖိတာလိမ့်တာကစပြီးတော့တကယ်ကိုတတ်တတ်ရဲ့လှုပ်ပြီးမှလူကြားကိုထွက်တယ်တဲ့ရုံးတက်တယ်ဆိုရင်လည်းပဲဒီလိုပြင်းစင်ပြီးတော့ကြာကြာနာနာပြင်းပြင်းစင်စင်တတ်တတ်ရဲ့လှုပ်ပြီးမှခေါင်းဆိုလဲပြီးပြီးဖြီးပြီးတော့မှရုံးကိုလာတယ်လူမြင်လိုက်လို့ရှိအလုံးကတတ်ရတယ်တန်ရှင်းတယ်ချောမောလှပတယ်လို့ထင်လာအောင်ကိုယ့်ကိုပြင်ဆင်ပြီးတော့အဲ့ဒါလိုလာလေးရှိတယ်ဘယ်တော့မှခေါင်းဆုပ်ဖွားနဲ့ဖြစ်တယ်လို့ဝတ်ပြီးတော့ဖြစ်တယ်လို့လာပြီးတော့ရုံးတက်တာမရှိဘူးဒါကြောင့်မို့သူတို့စီမှာဆိုလို့ရှိရင်ဒီရုံးတက်ပြီဆိုလို့ရှိရင်သူတို့ဝတ်စုံအပြည့်ဝနက်တိုင်တို့ဘာတို့ကစအကုန်လုံးဝဖြစ်ကြတဲ့ဆံမသွားရဘူးတဲ့အဲ့ဒါလိုပဲလောကမှာအမြဲတမ်းတတ်တတ်ရရတန်ရှင်းတည်တတ်စွာနေတတ်ဖို့အတွက်မန္တနာဝိပုတနာဆင်ရမယ်ပြင်ရမယ်တဲ့အဲ့ဒါလို့ဆင်မပြင်မလူတွေဟာတတ်ရတန်ရှင်းပြီးတော့လူတွေရဲ့အထင်ကြီးမှုကိုလည်းရရှိတယ်ယုံသိမှုကိုလည်းရတယ်ဒါလောကသဘာဝပဲလေရှင်ဘုရင်တောင်မှအဝတ်စုပ်ဝတ်သွားရင်ဘယ်သူမှလေးစားမှာမဟုတ်တာအဲ့တော့တတ်တတ်ရဲ့ဝတ်သွားရှင်ဘုရင်ဆိုရှင်ဘုရင်နဲ့တန်တဲ့အဝတ်နဲ့ဝတ်သွားမယ်ဆိုရင်အားလုံးကလေးစားကြမှာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါကိုဟောတာတကယ်ကိုလက်တွေ့ကြတယ်လို့ပြောဒီတရားရှင်ခင်သူတော်စင်ပြိဿတ်တို့လည်းဒီတိုင်းပဲပွဲနေပွဲတိုင်းသွားတယ်
အရထဲသွားတယ်အပြင်သွားတယ်တတ်ရဲ့ဝတ်စားသွားရဟန်းတော်တွေကိုလည်းမြတ်စွာဘုရားညွှန်ကြားထားမြို့တွေရွာတွေထဲသွားတယ်ဆိုရင်သင်္ကန်းယုံပြီးတော့တတ်ရဲ့သွားဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်အမြင်လှတည်တတ်တယ်တတ်ရတယ်ဆိုရင်အမြင်လှမန္တနာဝိဘူတနာတဲ့တစားဆင်ရမယ်အလှပြင်ရမယ်အဲ့ဒါမှတန်ရှင်းတတ်ရတယ်လို့ဒီလိုဆိုဘုန်းကြီးတို့သီရိလင်္ကာမှာနေလာတဲ့အချိန်မှာတီဟိုလူမျိုးတွေကသူကကိုလိုနီဘဝမှာနှစ်ပေါင်း400ကျော်ရောက်တာပထမ Dutch တွေဒုတိယပေါ်တူဂီတွေတတိယကျတော့အင်္ဂလိပ်ဆုံးပြီးတော့သူတို့လူမျိုးတွေကိုနည်းနည်းလေ့လာပြီးတော့ကြည့်လိုက်တဲ့အခါမျိုးကလူတွေအိမ်မှာဆိုလို့ရှိရင်ဧကန်းမှာတတ်ရထားလေးရှိစတီနဲ့စပွဲနဲ့ကလထိုင်နဲ့အလှပပန်းအိုးလေးတွေတင်လို့ဟောတတ်ရပြင်ဆင်ထားတာသူတို့ရောက်မှုတဲ့အိမ်တွေမှာဆိုလို့ရှိရင်ဒါဆင်းရဲတဲ့အိမ်တော့မပါဘူးပေါ့အဲ့လိုတတ်ရနေလေးရှိတယ်အိမ်ချံဝဲလဲတန်တန်ရှင်းရှင်းဒီလိုနေကြအဲ့ဒါကိုမြတ်စွာဘုရားပြောမိတ်ရှိတာမန္တနာဝိပုတနာဝဏ္ဏတအာဟာရောလူတွေမကဘူးလူနဲ့ပတ်ဝန်းကျင်တန်ရှင်းတတ်ရအောင်ပြင်းပြင်းစင်စင်နေထားရမယ်လို့ဒီလိုဆိုတာအဲ့ဒါလည်းပဲလွယ်လွယ်ကူကူနဲ့မရဘူးတဲ့ဟုတ်တယ်မို့လောကမှာအနေထိုင်တန်ရှင်းတတ်ရတဲ့လူနဲ့အနေထိုင်ညစ်ပတ်တဲ့လူဘယ်သူကပေါ်တော့အနေထိုင်ညစ်ပတ်တဲ့လူကပေါ်တယ်နော်တန်ရှင်းတတ်ရနေတတ်တဲ့လူကအမှန်တမ်းရှားအဲ့ဒါကြောင့်လို့မြတ်စွာဘုရားဒါကိုဟောတာနောက်တတိယအချက်ကဟုတ်ပြီစည်းစိမ်ဥစ္စာတွေလည်းလုံလောက်တယ်ကြိုးစားလို့အနေထိုင်လဲတတ်ရပြီးဆိုနောက်တစ်ခုလိုအပ်ချက်ရှိလူတွေမှာလိုအပ်ချက်နောက်တစ်ခုတတိယလိုအပ်ချက်ကဘာလို့ဆိုကျမ်းမာရေးယောဂဝေဒနာတွေကင်းရှင်းပြီးတော့ကျမ်းမာရေးတဲ့အဲ့ဒီကျမ်းမာရေးဆိုတဲ့လိုအပ်ချက်ပြည့်ဖို့ရအတွက်ဘာလုပ်ရမလဲဆိုဘုရားခြုံငုံပြီးတော့ဟောလိုက်တာတပ္ပါယကိရိယာအာရောချတအာဟာရောတပ္ပါယကိရိယာတင့်ညတအောင်ပြုလုပ်နေထိုင်ခြင်းဟာအာရောချတကျမ်းမာရေးရဲ့အာဟာရောအကြောင်းတရားပဲတဲ့ဒီကျမ်းမာရေးရချင်လို့ရှိရင်တဲ့ကိုယ်နဲ့တင့်တော်တာလှုပ်ဆောင်တတ်ဖို့လိုအပ်တယ်ကိုယ်နဲ့တင့်တော်တယ်လို့ဆိုတာဟာအလုံးကိုခြုံပြောထားတာတပ္ပါယဖြစ်တယ်တပ္ပါယမဖြစ်ဘူးဗမာစကားမှာတပ္ပါယဆိုတာကိုယ့်အတွက်အဆင်ပြေတာဆိုပါစို့ဒေသတွေအလိုက်တချို့အရက်တွေကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့အရက်ကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတယ်တချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးအဆင်မပြေဘူးတချို့ယာတိဥရုကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတချို့အာဟာရကကိုယ်နဲ့တပ္ပါယမဖြစ်ဘူးတချို့အာဟာရကကိုယ်နဲ့တပ္ပါယဖြစ်တယ်အဆင်ပြေတယ်အနေအထိုင်မှာလည်းထို့တူပဲကိုယ်နဲ့တပ္ပါယဖြစ်တဲ့အနေအထိုင်အလုံးခြုံငုံကြည့်မယ်ဆိုလို့ရှိရင်တပ္ပါယကာရီဆိုတဲ့ဒီစကားလုံးလေးတစ်လုံးထဲမှာအလုံးဟာရွေးချယ်ပြီးတော့နေတတ်ဖို့လိုတယ်တဲ့ကျမ်းမာဖို့အတွက်ရွေးချယ်နေတတ်ရမယ်ဆိုပါစို့အေးလွန်ခဲ့တဲ့ရာသီဥတုနဲ့မတည့်ဘူးဆိုရင်အေးလွန်ခဲ့တဲ့အရာမှမနေသင့်ဘူးပေါ့ကိုယ်နဲ့မတည့်ဘူးဆိုလို့ရှိရင်မနေသင့်ဘူးအပူလွန်ကဲတဲ့ရာသီဥတုနဲ့ကိုမတည့်ဘူးဆိုလို့ရှိရင်အပူလွန်ကဲတဲ့ရာသီဥတုရှိတဲ့နေရာမနေသင့်ဘူးရွေးချယ်ပြီးတော့နေရဒီရက်ွက်မှာနေလို့ဒ
ဒီရက်ကွက်ကကျမ်းမာရေးမရဘူးဆိုလို့ရှိရင်ဒီရက်ကွက်မှာမနေသင့်ဘူးကျမ်းမာရေးရနိုင်တဲ့ရက်ကွက်မျိုးမှာနေသင့်တယ်အဲ့ဒါတွေအကုန်လုံးကိုဆိုလို့ဒီအစာစားလို့ကျမ်းမာရေးမပြည့်စုံဘူးဆိုရင်အဲ့ဒီအစာမစားနဲ့ဒီအစာစားမှကိုယ်နဲ့တင့်တော်ပြီးတော့ကျမ်းမာရေးပြည့်စုံတယ်ဆိုရင်အဲ့ဒီအစာကိုစားဒီလိုဆိုလို့နာနဲ့စောစောထားပြီးတော့လမ်းလျှောက်လို့ကိုယ့်အတွက်ကျမ်းမာရေးအဆင်ပြေတယ်ဆိုရင်လမ်းလျှောက်နာနဲ့စောစောထားပြီးလမ်းလျှောက်လို့ကျမ်းမာရေးအတွက်အဆင်မပြေဘူးဆိုမလုံးနဲ့ဒါကိုဆိုလို့ကျမ်းမာရေးအတွက်တယောက်နဲ့တယောက်တူချင်မှတူတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့စကားလုံးကအမတန်မှခြုံမိငုံမိတယ်တပ္ပယခိရိယာကိုနဲ့တင့်တော်မြတ်တာကိုလုပ်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်ကိုချမ်းသာဖို့အတွက်လူလောကမှာလူတွေကစီးစိမ်ဥစ္စာရှိုံနဲ့မလုံလောက်ဘူးလှပအောင်ပြင်ဆင်ထားရုံနဲ့မလုံလောက်ဘူးချမ်းသာဖို့လည်းလိုအပ်တယ်တတိယလိုချင်တာရဖို့ဒါလုပ်ဖို့လိုအပ်တယ်အေးကျမ်းတော်ကျမ်းမာခြင်းနဲ့မတည့်တာတွေစားတယ်မတည့်တဲ့နေရာမှာနေတယ်မတည့်တဲ့အနေအထိုင်တွေမတည့်တဲ့အစားအသောက်တွေဒီလိုတွေနေမယ်ဆိုလို့ရှိရင်ကျမ်းမာရေးဆိုမရနိုင်ပါဘူးပြောတာနော်နောက်တစ်ခုကလူလောကရောက်လာရင်ကျမ်းမာရေးနဲ့တည်းမလုံလောက်သေးဘူးနောက်တစ်ခုလိုအပ်တာဘာတော့ဆိုကိုချင်းတရားကောင်းမွန်မှုလိုအပ်သေးတယ်ကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုအပ်တယ်အဲ့ဒီကိုချင်းတရားကောင်းမွန်အောင်ကြတော့ဘာတွေလိုအပ်တုံဆိုလို့ရှိရင်မိတ်ကောင်းဆွေကောင်းတွေရှိဖို့လိုအပ်တယ်ဟောမိတ်ကောင်းဆွေကောင်းရှိမှမိတ်ကောင်းဆွေကောင်းတွေရဲ့အတုကိုယူပြီးတော့ဒီလူတွေဟာကိုချင်းတရားတိုးတက်မှုတွေရဒါလည်းဟုတ်တယ်တချို့ကြတော့အပေါင်းအသင်းမကောင်းတာနဲ့ဇယိုက်တွေကပြတ်သွားတာရှိအပေါင်းအသင်းကိုမှီပြီးတော့ဇယိုက်ကပြတ်သွားအပေါင်းအသင်းအမတမတ်လို့ဗမာစကားပုံလည်းရှိတယ်တငါနာနီတငါမို့ဆိုနာနီမို့ဆိုတငါနဲ့အတူနေလို့ရှိရင်ကိုယ်လည်းပဲတငါဖြစ်သွားတာပဲမုတ်ဆိုးတွေနဲ့အတူနေလို့ရှိရင်ကိုယ်လည်းမုတ်ဆိုးဖြစ်သွားတာပဲလို့ဒီလိုဆိုဒါလည်းအမတမထင်ရှားတယ်လူရင်လားလို့ဆိုလူရင်မဟုတ်ဘူးငါပြောဘက်ကလေးတစ်ခုကိုကြည့်ငါပြောဘက်ကလေးဟာငစိမ့်ကိုထုတ်မယ်ဆိုလို့ရှိရင်အညှိနှံ့ဆွဲသွားပါစပယ်ပန်းလေးကိုထုတ်လိုက်လို့ရှိရင်အဲ့ဒီငါပြောဘက်ကလေးကအမွှေးနှံ့တာကူးသွားတာမွေးသွားဒါကြောင့်မို့လို့ကိုချင်းတရားကောင်းပြီးတော့အရက်ထဲမှာလူတော်လူကောင်းဖြစ်ဖို့ဆိုတာကိုချင်းတရားကောင်းတဲ့မိကောင်းဆွေကောင်းတွေနဲ့ပေါင်းမှုလိုအပ်တယ်လို့ဒီလိုပြောတာဗျာအဲ့ဒါကိုပဲဥပနိတယပစ္စယောလို့24ပစ္စည်းမှာဟောတာအဲ့တော့ပဋ္ဌာန်းကျမ်းဆိုတာလည်းပဲလောကလူမှုရေးအတွက်အကြောင်းနဲ့အကျိုးမှန်မှန်ကန်ကန်သိဖို့အတွက်ရသော်ဗျာဟောတာလက်တွေ့ကျင့်သုံးနိုင်ရလက်တွေ့ကျင့်သုံးမှုကမှန်ကန်တဲ့အကြောင်းတရားတွေကိုသိဖို့အတွက်ရသော်ဗျာအကြောင်းနဲ့အကျိုးခွဲဟောတာဒါကြောင့်မို့ကလျာဏမိတ်တဆိုတဲ့မိတ်ကောင်းဆွေကောင်းဆိုတဲ့အကြောင်းတရားဟာအခြေခံအားဖြင့်ကိုချင်းသီလကောင်းမှုအတွက်လူတော်လူကောင်းဖြစ်ဖို့အတွက်အရေးပါတယ်ဒါတွေမကဘူးမြတ်စွာဘုရားကတခြားသုတ်တန်တွေမှာဟောထားတာဆိုလို့ရှိရင်ကလျာဏမိတ်တရှိမှနောက်ဆုံးမှာမက်ဖို့နိဗ္ဗာန်တောင်ရတယ်လို့ဒီလိုဟောထားတာကလျာဏမိတ်တနဲ့မတွေ့ရဘူးဆိုရင်မက်ဖို့နိဗ္ဗာန်တောင်မရနိုင်ဘူးလို့ဒီလိုဟောတာဒါကြောင့်မို့လို့မိတ်ကောင်းဆွေကောင်းဆိုတာအခြေခံအဖြစ်လူတော်လူကောင်းဖြစ်ဖို့ကစပြီးအထက်အဆင့်ထိအောင်မိကောင်းဆွေကောင်းအရေးကြီးတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောထားတော့ဆိုတော့ကလျာဏမိတ်တတာသီလနံအာဟာရောကလျာဏမိတ်တတာမိကောင်းဆွေကောင်းရှိမှုဟာသီလနံအာဟာရောကိုချင်းတရားကောင်းမှုအတွက်အကြောင်းတစ်ခုပါပဲဟောဒီအကြောင်းကိုချင်းတရားကောင်းမှုအတွက်အရေးပါတဲ့
ဥပနိဒေယပစ္စည်းလို့ခေါ်တဲ့အကြောင်းတရားပဲလူလောကရောက်လာပြီဆိုတဲ့ကစည်းစိမ်ဥစ္စာရှိဖို့ကြိုးစားကြရလိမ့်မယ်တတရရဖြစ်ဖို့လှပဖို့ပြင်ဆင်ကြရလိမ့်မယ်ကျမ်းမာဖို့အတွက်တင့်တယ်ရာတွေလုပ်ကြရလိမ့်မယ်ကိုချင်းတရားကောင်းဖို့အတွက်မိကောင်းဆွေကောင်းနေနဲ့ပေါင်းတင်ကြရလိမ့်မယ်မြတ်စွာဘုရားဒီလိုစီစဉ်တကြဟောထားတာဘဝတစ်ခုလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးတော့စီစဉ်တကြဟောတာကဲနောက်တစ်ခုကဘာတော့လို့ဆိုလို့ရှိရင်ကောင်းပြီကိုချင်းတရားကောင်းပြီကိုချင်းတရားကောင်းပြီတဲ့နောက်မှာနိဗ္ဗာန်ချမ်းသာကိုရခြင်းလို့မဂ္ဂင်၈ပါးဆိုတဲ့မြတ်သောအကျင့်ကိုကျင့်မှလိမ့်မယ်မြတ်သောအကျင့်ကိုကျင့်ပြီသို့မဟုတ်လူဘဝကနေခွာရှောင်ပြီးတော့သာသနာ့ဘောင်ဝင်ပြီးတော့နော်ကောင်းကောင်းအာယုန်နေနဲ့မနေတော့ပဲနဲ့မြတ်သောအကျင့်ကျင့်ဖို့ဆိုပြီးသာသနာ့ဘောင်ဝင်ပြီးအဲ့ဒါလို့ဝင်သွားတဲ့ပုဂ္ဂိုလ်သို့မဟုတ်လူဘဝနဲ့မြတ်သောအကျင့်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်နေတဲ့ပုဂ္ဂိုလ်ဘာလို့အပ်တယ်လဲအဲ့ဒီကိုကျင့်တဲ့ဗြဟ္မစရိယဆိုတဲ့အကျင့်မြတ်အထောက်အကူဖြစ်မဲ့အကြောင်းတရားကဘာလဲလို့ဆိုမြတ်စွာဘုရားကဣန္ဒရိယတံဝရောဗြဟ္မစရိယတအာဟာရောဣန္ဒရိယတံဝရောမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေကိုစုပ်ပိတ်ထိမ့်သိမ်းခြင်းဟာဗြဟ္မစရိယတမြတ်သောအကျင့်ကိုကျင့်ခြင်းအာဟာရောအောင်မြင်မှုရန်အတွက်အကြောင်းတစ်ခုပဲဟုတ်ပြီကမ္မထာလည်းအထုတ်တယ်တယ်လီဗီရှင်းလည်းကြည့်ချင်တယ်တချို့ကလည်းဒရပါချမ်းချမ်းဖမှန်လောက်ကြတယ်မကြည့်တတ်တော့တဏှာတဲ့ကြည့်တတ်တော့ဘာဝနာဆိုပြီးရုပ်ရှင်ကြည့်ရင်ကမ္မထာထိုင်တဲ့လူကရှိသေးတယ်နော်ကမ္မထာထိုင်ရင်သူတရားလူတရားမြတ်ရတယ်လို့ထင်တာနော်အခုဒီမှာမြတ်စွာဘုရားကဣန္ဒရိယတံဝရတဲ့အဲ့တော့ကိုယ်တဏ္ဍာမှာဘာတွေဖြစ်တယ်ဆိုတာကိုယ်အသိဆုံးပဲဣန္ဒရိယဆိုတာဘာကိုပြောလို့ဆိုတာ controlling faculty controlling faculty ဆိုတာအမြင်ကိစ္စမှာဘယ်သူကထိန်းချုပ်ထားတယ်ဆိုမျက်စိကထိန်းချုပ်ထားအကြားကိစ္စမှာနားကထိန်းချုပ်တယ်အနံ့ကိစ္စကြလို့ရှိရင်နှာခေါင်းကအယတကိစ္စမှာဆိုရင်လျှာကအထိတွေ့ကိစ္စမှာဆိုရင်ခန္ဓာကိုယ်ကတခြားကိစ္စတွေမှာဆိုလို့ရှိရင်မနဟောဆိုင်ရာထိန်းချုပ်မှုဒါကြောင့်မလို့ဣန္ဒြေဆိုတာအဲ့ဒါကိုခေါ်ထိန်းချုပ်မှုပိုင်စိုးမှုအဲ့ဒါကိုဆိုအဲ့ဒီထိန်းချုပ်မှုပိုင်စိုးမှုတွေနဲ့ပတ်သက်ပြီးတော့မျက်စိကနေပြီးတော့အမြင်အာယုန်နဲ့ပတ်သက်ပြီးလောဘမဖြစ်အောင်အမြင်အာယုန်ပေါ်မှာဒေါသမဖြစ်အောင်နားနဲ့ပတ်သက်ပြီးအတန်အာယုန်မှာလောဘဒေါသမဖြစ်အောင်နော်နှာခေါင်းနဲ့ပတ်သက်ပြီးအနံ့အာယုန်နဲ့လောဘဒေါသမဖြစ်အောင်လျှာနဲ့ပတ်သက်ပြီးတော့အယတဘောမှာလောဘဒေါသမဖြစ်အောင်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအထိတွေ့အာယုန်မှာလောဘဒေါသမဖြစ်အောင်မနောဓာရနဲ့မနိန္ဒရေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတွေးတဲ့အာယုန်နဲ့ပတ်သက်ပြီးလောဘဒေါသမဖြစ်အောင်ဒီလိုဆုပ်ပိတ်နိုင်တာတတိနဲ့ဆုပ်ပိတ်နိုင်တာကိုဣန္ဒရိယတံဝရလို့ခေါ်တယ်ဣန္ဒြေကိုထိန်းတယ်ဆိုတာအယတ်ထဲမှာပြောတာဣန္ဒြေကြီးတစ်ခွဲသားနဲ့နေတာကိုဣန္ဒြေထိန်းတယ်လို့အယတ်ထဲကတော့ပြောခြင်းပြောမှာပေါ့နော်ညနာကြီးစုပုတ်ထားပြီးတော့သူကလည်းမပြောဘဲနဲ့နေတာဟဲ့ဣန္ဒြေကြီးတာလို့အောင်းမိသို့တော့အဲ့ဒါမျိုးကိုဣန္ဒြေထိန်းတယ်လို့မပြောဘူးမျက်စိကမြင်ပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်နားကကြားပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်အဲ့ဒါကိုမှဣန္ဒြေထိန်းတယ်လို့ပြောတာတလွဲသွားမထိန်းလေနဲ့နော်အဲ့ဒါလို့မျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးကလောဘဒေါသတွေကိလေသာတွေမဝင်ရအောင်ဆုပ်ပိတ်နိုင်မှကိုလုပ်တဲ့ကမ္မထာအလုပ်တစ်ခုဟာအောင်မြင်နိုင်တယ်တဲ့အနုမဆိုမအောင်မြင်နိုင်ဘူးဒါပြောတာနော်လူလောကရောက်လာလို့စီးစိမ်ဥစ္စာလည်းရှိပါတယ်လှလှပပလည်းပြင်ဆင်ထားတယ်ကျမ်းလည်းကျမ်းပါတယ်ကိုချင်းတရားလည်းကောင်းတယ်မြတ်သောအကျင့်ကိုကျင့်တယ်
ဒါနဲ့တည်းမဲ့ပြည့်စုံသွားမလားလို့ဆိုလူလောကရဲ့လိုအပ်ချက်တွေအကျဉ်းနေသေးတယ်ပေါ့ဒီအကျင့်ကိုကျင့်နေဘာတွေလိုတော့ဆိုတာလူတွေမှာမိကောင်းဆွေကောင်းဆိုတာခုနတော့ကကလျာဏမိတ်တရှိလို့ရှိရင်ကိုကျင့်တရားကောင်းတယ်လို့ပြောတယ်ဒါဖြင့်အဲ့ဒီကိုကျင့်တရားကောင်းစေတတ်တဲ့မိကောင်းဆွေကောင်းတွေကိုနဲ့အမြဲတမ်းမကင်းမကွာရှိလူဆိုတာအပေါင်းအသင်းနဲ့နေတာဖြစ်သည့်အတွက်ကြောင့်မိကောင်းဆွေကောင်းတွေရှိဖို့လိုတယ်တချို့ဆိုရင်မိတ်ဆွေကိုတမင်ဖွဲ့ရအတိဖွဲ့ရတယ်မိတ်ဆွေဖွဲ့ကြအဲ့ဒါလိုမိတ်ဆွေဖွဲ့ဖို့မိတ်ဆွေတွေရဖို့ကြတော့ဘာလိုအပ်လဲလို့ဆိုတာမြတ်စွာဘုရားကအဝိတံဝါဒနာမိတ္တနာအာရောအေးမိကောင်းဆွေကောင်းတွေလိုချင်တော့တဲ့ဂရိသစ္စာတည်ပါစေလူလောကမှာယုံကြည်စိတ်ချရတဲ့လူမှာမိတ်ဆွေပေါ်တာပဲလေဒီလူကယုံကြည်စိတ်ချရတယ်ဘယ်တော့မှလွယ်လွယ်ချော်ချော်တွေမလုပ်ဘူးတည်ကြည်တယ်ဖြောင့်မတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာမိတ်ဆွေပေါ်တာပဲအဲ့ဒါလို့မဟုတ်လို့ရှိရင်မိတ်ပြတ်တယ်လေမိတ်ဆွေဆိုတာပြတ်တယ်အဲ့ဒါကြောင့်မို့လို့ဂရိသစ္စာတည်ရမလွဲချော်စေရဘူးအဲ့ဒီဂရိသစ္စာတည်ပြီးတော့လွဲချော်အောင်မလုပ်တဲ့ပုဂ္ဂိုလ်တွေဟာမိကောင်းဆွေကောင်းတွေပေါ်များတယ်တဲ့ဒီလိုပြောဒါမိတ်ဆွေပေါ်ဖို့ရအတွက်မိတ်ဆွေတော့ပေါ်ပြီးနောက်ထပ်လိုအပ်တဲ့ဟာတစ်ခုကဘာတော့လို့ဆိုဘဟုတုတမိတ်ဆွေပေါ်ယုံနဲ့မပြည့်စုံသေးဘူးနောက်ထပ်လိုအပ်ချက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘဟုတုတရှိရမယ်ဘဟုတုတမရှိလို့ရှိရင်ဟိုလူပြောယုံဒီလူပြောယုံနော်အရာရာမှာကိုယ့်ကိုယ်တိညိုဖြစ်မှမသိဖြစ်တယ်ဟိုပြောလိုက်ခေါင်းငိမ့်လိုက်တရားပြောလိုက်ခေါင်းငိမ့်လိုက်အဲ့ဒါလို့ကိုယ်ကိုယ်တိုင်ဆုံးဖြတ်နိုင်စွမ်းမရှိဘူးသူများပြောတာကိုပဲခေါင်းငိမ့်ရတဲ့အဆင့်မျိုးဆိုလို့ရှိရင်မဟုတ်သေးဘူးဒါကြောင့်မို့လူဘဝမှာဘောဓုတရှိအောင်ဘောဓုတရှိအောင်စိပုလေးလာကြရတယ်ဘောဓုတရှိရမယ်အဲ့တော့ဘောဓုတရှိဖို့အတွက်ဘာလို့ရမလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဒီသုတ်တံမှာညွှန်ကြားထားတာကသစ္စာယခိရိယာဘာဟုတ်သစ္စာဆိုအာဟာရောဘောဓုတရှိဖို့အတွက်ဘောဓုတရှိရရှိအောင်မှတ်သားเสียအတူအထွားဘောဓုတဆိုကြက်မှတ်ရတယ်တဲ့နော်ကြက်မှတ်တယ်ဆိုတာ memorize လုပ်တာ memorize လုပ်တာမြန်မာလူမျိုးတွေက memorize လုပ်ဖို့သိပြီးတော့ဝန်မလေးကြအထူးသဖြင့်နိုင်ငံသားတွေတခြားနိုင်ငံလူတွေ memorize လုပ်ဖို့ကြက်ဖို့အလွတ်ကြက်ဖို့သိပြင်းတယ်အခုသစ္စာယခိရိယာဆိုတာတချို့စာကကြက်ကလေးတွေဆိုကြက်ကြတာလေသူတို့စာဆိုတာကြက်ထားတချို့ကြက်တဲ့နဲ့ကြက်ထိုက်တယ်ကြက်မှတ်ထားရတယ်နှုတ်ကနေရွတ်ဆိုကြရတယ်သစ္စာယခိရိယာအဲ့ဒါဘောဓုတရှိခြင်းအကြောင်းတစ်ခုပဲစာပိုက်ကလေးတွေတူထွာလေးတွေကြက်ထားကြအဲ့ဒီကြက်ထားတဲ့စာပိုက်ကလေးတွေကကိုယ့်အတွက်မှာဘဝလမ်းညွှန်လေးတွေဖြစ်လာဘဝခရီးအတွက်လမ်းညွှန်လေးတွေဖြစ်လာတယ်မြတ်စွာဘုရားဟောတဲ့တရားပဲဖြစ်စေပညာရှိသူတော်ကောင်းတဲ့သုံးမတဲ့တရားစကားတွေပဲဖြစ်စေအဆုံးအမဩဝါဒတွေပဲဖြစ်စေဒီလိုကြက်မှတ်ပြီးတော့ဆောင်ထားတဲ့ဟာတကယ်အရေးပါလာပြီဆိုလို့ရှိရင်ကိုယ့်အတွက်အသုံးဝင်တာတွေကြီးပဲဖြစ်လာတယ်ဘောဓုတဆိုတာရှားပွေပြီးတော့စီးပူကြရမယ်တဲ့အဲ့ဒါလို့ဆိုလိုတာကစာများများဖတ်ဖို့လိုတယ်ပေါ့ဘောဓုတရှိဖို့သစ္စာယဒီကနေ့ခေတ်မှာစာဖတ်ရှေးခေတ်တုန်းကတော့ရသော်ဘုရားကရှေးခေတ်နဲ့ဟောတာကြတော့ဒီကနေ့ခေတ်နဲ့ရှေးခေတ်နဲ့မတူတဲ့စာသင်တဲ့အခါမှာမီဒီယာချင်းမတူဘူးလို့ပြောမီဒီယာအသုံးပြုပုံချင်းမတူရှေးခေတ်တုန်းက
စာတင်တာဟာနားနဲ့တင်တာဒီကနေ့ခေတ်မှာတော့နားရောမျက်စိရောနှစ်ခုစလုံးသုံးချဘာဖြစ်လို့ရှေးတုန်းကနားနဲ့တင်တာတော့ဆိုတော့စာအုပ်စာတမ်းနဲ့ရေးမှတ်ထားတာမရှိတော့ဆရာကချပေးတာကိုနှုတ်တိုက်လက်ပြီးတော့ဆိုကြဆရာချပေးတဲ့အတန်ကိုနားကသေးသေးချာချာထောင်ပြီးတော့လိုက်ဆိုချကလေးတွေကိုမိဘကဣတိပိသောသင်ပေးတယ်လို့ပဲပေါ့ရှေးခေတ်ကသင်တယ်ဆိုတာအဲ့လိုသင်ဒါကြောင့်မို့ရှေးခေတ်စနစ်နဲ့ပြောမယ်ဆိုရင်သင်ပေးထားတဲ့စာလေးတွေကိုမပြောင်းမပြဲအောင်တစ္ဆာယကရိယာတရေစေရမယ်လို့ဒီလိုပြောတာဒါရှေးခေတ်စနစ်နဲ့ပြောတဲ့စကားဒီကနေ့ခေတ်နဲ့ပြောင်းပြီးတော့ပြောရမယ်ဆိုရင်စာပေတွေများများဖတ်ရှုပါစာဥစာရဏိရှိသည့်အတွက်ကြောင့်ဘုဒ္ဓရှိဖို့အတွက်စာဥစာရဏိများများဖတ်ရမယ်ဘယ်အရာပဲဖြစ်ဖြစ်ဖတ်တဲ့ဖတ်ထိုက်တာဖတ်လောကမှာမတိကောင်းတဲ့အရာဆိုတာမရှိဘူးမလုပ်ကောင်းတဲ့အရာသာရှိတယ်သိအောင်လုပ်ရမှာပေါ့အဲ့ဒါလို့သိမှအကြောင်းအကျိုးအကောင်းဆိုးဆိုတာခွဲခြားပြီးတော့ပြောနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကဘဝတုတ္တရှိဖို့ရာအတွက်တရေစေရမယ်စာများများဖတ်ရမယ်လို့ပြောတာနော်ကဲနောက်တစ်ခုကဘဝတုတ္တရှိပြီဘဝတုတ္တပညာမဟုတ်သေးဘူးသူကဇာဘုနာဝါပဲရှိပညာဆိုတာကြတော့အရာရာကိုခွဲခြားစိတ်ဖြာပြီးတော့သိတတ်တယ်တဘာဝအစစ်မှန်ကိုပိုင်ပိုင်နိုင်နိုင်သိတာကြောင့်ပညာဒါဖြင့်အဲ့ဒီလိုပညာရဖို့ရာအတွက်ကဘယ်လိုလုပ်ရမလဲသုတ်တုတာပရိပု္ပ္ပာပညာယအာဟာရောသုတ်တုတာဆိုတာသင်ကြားလို့တယ်နားထောင်လို့တယ်အခုမှပဲအသိပညာတွေရဖို့တရားနာတယ်အသိပညာတွေရဖို့လိုက်ပြီးတော့နားထောင်တယ်ဟောပြောပွဲတွေတက်တယ်နားထောင်တယ်ဟောသင်္นานတွေလိုက်ပြီးတော့တက်တယ်အဲ့ဒါတွေကသုတ်တုတာလို့ခေါ်တယ်ဒီလိုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ခုလိုတရားပွဲကြီးတွေရှိတယ်အဘိဓမ္မာသင်္นานကြီးတွေရှိတယ်ဝိသုဒ္ဓိမဲ့သင်္นานကြီးတွေရှိတယ်ဘုရားတရားတော်နဲ့ပတ်သက်ပြီးတော့သင်္นานတွေရှိတယ်အဲ့သင်္นานတွေလိုက်ပြီးတော့တက်တာသုတ်တုတာပဲအဲ့လိုတက်လာတဲ့အခါကျတော့ပညာတွေရလာသုတ်တုတာလုံချင်းချင်းသင်ကြားလို့မှုဟာပညာရအာဟာရောပညာရဖို့ရအတွက်အကြောင်းတစ်ခုပဲတဲ့နောက်တစ်ခုကပရိပု္ပ္ပာကိုသင်ထားတဲ့အရာနဲ့ပတ်သက်ပြီးတော့မရှင်းလင်းတာတွေကိုမေးမြန်းဆွေးနွေးလေ့လာဖို့လည်းလိုအပ်သေးတယ်အနည်းဆိုရင်ဟိုဟာလေးကမရှင်းဒါလေးကမရှင်းကြားတော့ကြားဘူးတယ်ဒါလေးကသေချာမသိဘူးဆိုတာတွေကအများကြီးဖြစ်လာတော့ပညာဟာတိုးတက်မှုမရှိဘူးဒါကြောင့်မို့ပညာတိုးတက်မှုကသင်လဲသင်ဆွေးလဲဆွေးနွေးလို့မေးလဲမေးလို့ဒီလိုဆိုလိုတာပေါ့အဲ့ဒါဟာပညာတိုးတက်ခြင်းအကြောင်းတစ်ခုပဲအေးပညာတော့ရပြီပညာနဲ့မှမျက်မှောက်ပြုနိုင်တဲ့မတရားဖို့တရားနိဗ္ဗာန်ဆိုတာကိုရခြင်းနဲ့နိဗ္ဗာန်ရောက်ခြင်းနဲ့မဖို့ရခြင်းနဲ့ဘာလို့ရမလဲသာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အချိန်မှာအ ਨੇ ဆုံးသောတပန်လေးဖြစ်ခြင်းနဲ့နော်သောတပန်လေးဖြစ်ခြင်းနဲ့သောတပန်ဖြစ်ခြင်းတော့အားကြီးလို့တချို့ကသောတပန်လက်မှတ်ပေးတဲ့စီသွားပြီးတော့ certificate သွားယူကြတကယ်သောတပန်ဖြစ်သလားမဖြစ်ဘူးလားတော့စာထဲမှာတော့သောတပန်လို့သတ်မှတ်လိုက်တာပဲเนาะအဲ့ဒီသောတပန်ဖြစ်ခြင်းနဲ့တရားဥတရားမြတ်ရခြင်းဘာလို့အောင်မလို့ဆိုအနုယောခောပစ္စဝိခဏအနုယောဂဆိုမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်ပါမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်တယ်ဆိုတာမဂ္ဂင်၈ပါးကျင့်တရားကိုကျင့်တာပဲမဂ္ဂင်၈ပါးကျင့်တရားမဲ့အထောက်တယ်ဆိုတဲ့ဝိရိယတစ်ခုကိုပဲပြောတရားအထုတ်တယ်ဆိုတာဘာလို့ထားကိုယ်စိတ်ထဲမှာအကုသိုလ်မဖြစ်အောင်ဆုပ်ပိတ်ဖို့ကြိုးစားတာဖြစ်လာတဲ့အကုသိုလ်ကိုဖယ်ရှားပစ်ဖို့ကြိုးစားတာမဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်ကြိုးစားတာဖြစ်ပြီးသားကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားအဲ့ဒီကြိုးစားမှု၄ရပ်ကိုသမ္မပဒံတရား၄ပါးလို့ခေါ်တာအဲ့ဒီသမ္မပဒံတရား၄ပါးကိုပဲမဂ္ဂင်၈ပါးမှာသမ္မာဝါယာမလို့ပြောတာ
အနုယောဂောလို့ဒီနေရာမှာမြတ်စွာဘုရားကဟောလိုက်တာကျိုးပန်းအထုတ်ပါနိဗ္ဗာန်ရခြင်းအထုတ်သောတာပန်ဖြစ်ခြင်းအထုတ်အချောင်တော့မရနိုင်ဘူးတဲ့ဒါပြောတာနော်ပစ္စဝခဏတဲ့အသိဉာဏ်နဲ့အလေးအနက်ဆင်ញင်စဉ်းစားမှုလိုအပ်တယ်ကိုရတယ်ဆိုကိုယ့်အကိုသိတယ်သူများကသောတာပန်လို့ပြောလိုက်လို့ကိုယ့်အကိုဘာမသိညာမသိနဲ့နော်အဲ့ဒါလို့သူများသူငါသောတာပန်လို့ပြောလိုက်တာပဲငါတကယ်များသောတာပန်ဖြစ်နေပြီလားလို့ကိုယ့်ကိုအဲ့ဒါလို့မဖြစ်သင့်ဘူးတဲ့ဒါကြောင့်မို့ပစ္စဝခဏလေးနဲ့ဆင်ញင်စဉ်းစားတတ်ရမယ်လို့ဒီလိုပြောအဲ့တော့ကျိုးပန်းအထုတ်မယ်ဆိုလို့ရှိရင်ဓမ္မလို့ခေါ်တဲ့မဲ့လေးပါးဖို့လေးပါးနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားတွေကိုရရှိနိုင်ပါတယ်မကျင့်မဲနဲ့တော့မရဘူးလောကုတ္တရာတရားရချင်ရင်ကျင့်ရမှာကသမထကျင့်စဉ်ကျင့်ရမယ်သမထကျင့်စဉ်ကနေပြီးဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်အဲ့တော့သမထကျင့်စဉ်မပါဘဲနဲ့ဝိပဿနာကျင့်စဉ်ကနေတိုက်ရိုက်သွားလို့လည်းရတယ်ဝိပဿနာကျင့်စဉ်အောင်မြင်ပြီဆိုမှမဲ့ဆိုတာပေါ်လာနိုင်တယ်မဲ့ပေါ်လာမှဖို့ဆိုတာပေါ်လာနိုင်တယ်မဲ့ဖို့ပေါ်လာမှနိဗ္ဗာန်ဆိုတာသိလို့ရတယ်မျက်မှောက်ပြုလို့ရတယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားကအနုယောဂောပစ္စဝခဏဓမ္မနာအာဟာရောအနုယောဂောမှန်ကန်တဲ့နိလန်းနဲ့ကမ္မထအလုပ်ကြိုးပမ်းအထုတ်ခြင်းပစ္စဝခဏဆင်ခြင်နှလုံးသွင်းခြင်းဟာဓမ္မနာအာဟာရောလောကုတ္တရာတရားတွေကိုမျက်မှောက်ပြုဖို့အတွက်အကြောင်းဖြစ်ပါတယ်လို့ဒီလိုခေါ်တာကောင်းပြီကဲဒီဘဝမဲ့ဖို့နိဗ္ဗာန်ရရင်လည်းရမရဘူးဆိုရင်နောက်ဆုံးမှာလူတွေရဲ့နောက်ဆုံးလိုအပ်ချက်ကလေးတစ်ခုရှိတယ်နော်ကိုယ့်ကိုမေးကြည့်ပါနောက်ဆုံးလိုအပ်ချက်ကလေးကဘာတော့ကိုယ့်ကိုဖြေထုတ်ကြည့်မယ်ဆိုဘဝမှာနောက်ဆုံးလိုအပ်ချက်ကလေးဘာတော့ဆိုလူတွေကအမျိုးမျိုးတော့ပြောကြမှာပေါ့နော်တကယ်ကနောက်ဆုံးလိုအပ်ချက်ကလေးကဤဘဝဤအခြားမဲ့နိုင်ဒီတဲ့ကောင်းတဲ့ဘဝရောက်ပါရစေဆိုတာနောက်ဆုံးလိုအပ်ချက်ကလေးပဲဒါလေးသေသည်ဤအခြားမဲ့ဆိုတာနောက်ဆုံးလိုအပ်ချက်ကဒါလာမှာပဲလေဒီဘဝတော့ပြောကြတယ်လေဒီဘဝတော့ဒီညတာပေါ့အဲ့တော့နောက်ဘဝကျတော့ဒီတဲ့ကောင်းတာလိုချင်တယ်ဟုတ်ပြီနောက်ဘဝဒီတဲ့ကောင်းတာရချင်ဘာလို့ရမလဲမြတ်စွာဘုရားကမင်းဒီဘဝဒါတွေပြည့်စုံသွားပြီဆိုလို့ရှိရင်ကဲဒီဘဝအဆုံးသတ်လို့မျောလင်းချက်ကုန်သွားပြီဆိုရင်နောက်ဘဝမလုပ်ဖို့လို့ကောင်းတဲ့ဘဝရောက်ချင်သလားတဲ့ရောက်ချင်ပြီဆိုလို့ရှိရင်တမ္မာပฏิပတ္တိသက်ခဏအာရောတမ္မာပฏิပတ္တိမှန်ကန်တဲ့လမ်းကြောင်းကိုရှောက်လန်းခြင်းဟာတဲ့သက်ခဏလူပြည်နတ်ပြည်တို့ရဲ့အာဟာရောရောက်ကြောင်းတရားပါပဲလို့ဒီလိုဆိုတာကောင်းတဲ့လူဘဝကောင်းတဲ့နတ်ဘဝဖြစ်ချင်သလားဖြစ်ချင်တမ္မာပฏิပတ္တိဒါဖြင့်တမ္မာပฏิပတ္တိမှန်မှန်ကန်ကန်ရှောက်လန်းရမယ်ဆိုတာဘာပြောတာလဲဆိုရင်ဒုစရိုက်ကိုရှောင်သူစရိုက်လမ်းကြောင်းကရှောက်ဖို့ဒါပြောတာနော်အကုသိုလ်ကမ္မပဋ္ဌတရား10ပါးကိုရှောင်ရှားလို့ကုသိုလ်ကမ္မပဋ္ဌတရားကိုကျင့်သုံးတာဟာတမ္မာပฏิပတ္တိပဲအဲ့တော့ဒါကရိုးနေတဲ့တရားတစ်ခုဒီနောက်ဘဝကောင်းတာရောက်ချင်လို့ရှိရင်ဘုန်းကြီးတို့တွေကာယကံမှုဝစီကံမှုမနောကံမှုဆိုဒီသုံးခုနဲ့ပတ်သက်ပြီးတော့တမ္မာပฏิပတ္တိဆိုတာပြောရမယ်ဆိုရင်သူများရဲ့ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုအဘိဓါဆိုတဲ့လောဘအတွေးမဖြစ်စေနဲ့ဒါနံပါတ်1တစ်ဖက်သားပျက်စီးသွားအောင်ကြံတွေးတတ်တဲ့ဒေါသအတွေးမျိုးမတွေးမိစေနဲ့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့လက်မခံတဲ့အမြင်မျိုးမရှိစေနဲ့ဆိုရင်ဒါမှတ်ကန်တဲ့လမ်းကြောင်းရှောင်နေပြီသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတာဘယ်တော့မှမတွေးဘူးသူတစ်ပါးပျက်စီးပါစေဆိုတဲ့ဒေါသနဲ့တွေးတဲ့အတွေးဘယ်တော့မှမတွေးဘူးကံကံရဲ့အကျိုးညှင်းပယ်တဲ့အမြင်မျိုးဘယ်တော့မှမထားဘူးဆိုလို့ရှိရင်
ဒါတမ္မာပฏิပတ်တိပဲနတ်ပြည်ရောက်ဖို့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာခေါ်တယ်ဒါကစိတ်แท้ကလျှောက်တာနှုတ်နဲ့ကဲမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်လန်းတယ်ဆိုတာဘာပြောတာလိန်ပြောခြင်းမှရှောင်ခြင်းနဲ့မလိန်ဘူးမှန်တာပဲပြောတယ်ဂုံးမတိုက်ဘူးတယောက်နဲ့တယောက်တက်အောင်ပဲပြောတယ်ဆဲရေးတိုင်းထွာပြီးတော့ရိုင်းပြတဲ့စကားမျိုးကိုမပြောဘူးကျင်နာတဲ့ယဉ်ကျေးသိမ်မွေးတဲ့စကားမျိုးကိုပဲပြောတယ်အကျိုးမဲ့အလဟတအချိန်ဖြုံးတဲ့တန်ဖိုးမရှိတဲ့စကားမျိုးတွေပြောပြီးတော့အချိန်မဖြုံးဘူးတန်ဖိုးရှိတဲ့စကားကိုသာပြောမယ်ဆိုတာဒါမှန်ကန်တဲ့လမ်းကြောင်းလျှောက်တာနှုတ်နဲ့မှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာကိုယ်ကာယနဲ့မှန်ကန်တဲ့လမ်းကြောင်းလျှောက်ဖို့ကြတတ္တဝါတွေရဲ့အသက်ကိုတတ်ခြင်းမှလုံးဝရှောင်တယ်မြည်သည့်တတ္တဝါရဲ့အသက်ကိုမှမတတ်ဘူးလုံးဝရှောင်တယ်သူတစ်ပါးဥစ္စာဆိုလို့ရှိရင်မပေးတဲ့သူများပစ္စည်းကိုမတရားတဲ့နည်းဘယ်နည်းနဲ့မှမရိုးသားတဲ့နည်းနဲ့ရယူဖို့ဘယ်တော့မှမကြိုးစားဘူးဒါမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တယ်သူတစ်ပါးတာမယာနဲ့ပတ်သက်ပြီးတော့လုံးဝပြစ်မှားမှုမပြုဘူးဒါမှန်ကန်တဲ့လမ်းကြောင်းကိုလျှောက်တာဟောပေါင်းလိုက်တော့ဒါသူစရိုက်10ပါးလို့ခေါ်တယ်သူစရိုက်လမ်းကြောင်းကလျှောက်ပြီဆိုလို့ရှိရင်ဒီဘဝအဆုံးသတ်သွားလို့နောက်ဘဝဟာဒီတဲ့ကောင်းဘဝတေချာပြီပေါ့ဒါနောက်ဆုံးမျှော်လင့်ချက်ကလေးပဲပေါ့အေးဒါကြောင့်မို့လို့လူလောကရဲ့လူချင်းစရာအချက်တွေကမြတ်စွာဘုရားကဒီသုတ်တံထောက်ပြီးတော့ပြထားတာလူဘဝရလာတာနဲ့တပြိုင်နက်စီစိန်ဥစ္စာရဆိုတာလိုချင်တယ်နံပါတ်2ကလှချင်တယ်နံပါတ်3ကကျမ်းမာခြင်းတယ်နံပါတ်4ကကိုချင်းတရားကောင်းခြင်းတယ်နံပါတ်5ကကောင်းမြတ်တဲ့အကျင့်တစ်ခုကိုချင့်ကြံခြင်းတယ်နံပါတ်6ကမိတ်ဆွေပေါ်ခြင်းတယ်နံပါတ်9ကဘဟုတုတရာခြင်းတယ်နံပါတ်8ကပညာတတ်ခြင်းတယ်နံပါတ်9ကတရားထုတရားမြတ်ရခြင်းတယ်နောက်ဆုံးမျှော်လင့်ချက်ကြတော့ကောင်းရသူတိရောက်ခြင်းဟောအဲ့ဒီလိုချင်တာတွေရနိုင်ဖို့အတွက်လက်တွေ့ကျင့်သုံးဖို့ကိုမြတ်စွာဘုရားဒီသုတ်တံမှာဟောတာစီစဉ်ဥစ္စာတွေကိုရခြင်းကြိုးစားတဲ့အစင်းလှခြင်းပြင်းပြင်းစင်စင်နေတဲ့ချမ်းသာခြင်းလို့ရှိရင်ကိုယ်နဲ့တင့်တော်တာလုပ်တဲ့ကိုကျင့်တရားကောင်းခြင်းမိကောင်းဆွေကောင်းတွေနဲ့ပေါင်းတဲ့ရသောအကျင့်ကိုကျင့်မယ်ဆိုရင်အိန္ဒိယကိုထိမ့်သိမ့်နဲ့နော်မိတ်ဆွေတွေပေါ်ခြင်းနဲ့ဆိုရင်သစ္စာဂရိတိပစေဘောဓုတရှိခြင်းစာများများဖတ်ပညာရခြင်းတရားများများနာစာများများသင်နော်ဆွေးနွေးလေ့လာမေးမြန်းတဲ့တရားတို့တရားများရခြင်းကြိုးစားအားထုတ်အမှတ်တမဲ့မနေနဲ့အလေးနဲ့ဆင်ញင်စဉ်းစားနောက်ဆုံးသိတဲ့အခါဤဘဝရဲ့အခြားမဲ့ကောင်းရသူဂတိရောက်ချင်တယ်ဆိုရင်သူစရိုက်ဒုစရိုက်တွေကိုရှောင်ရှားပြီးတော့သူစရိုက်တရားတွေကိုကြိုးစားအားထုတ်ပါလို့ဟောဒီအိဋ္ဌဓမ္မတုတ်မှာမြတ်စွာဘုရားကဒီလိုဟောကြားထားတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိတ္တတို့လိုချင်တာတွေရနိုင်ဖို့လက်တွေ့ကျင့်မှသာရနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လိုချင်တာရနိုင်ဖို့လက်တွေ့ကျင့်သုံးကြပါစို့လို့ကိုစီအဋိဌာန်ပြီးတော့လိုအပ်ချက်တွေနဲ့ပြည့်စုံအောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း